ဒီဘက်ခင်မှာဖုံးဝင်မယ်ဆိုစဉ်းစားမယ့်အချက်၃ချက်နဲ့မေးရမယ့်အချက်၃ချက်ကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီအချက်တွေကိုမပြောပြခင်မှာအရင်ဆုံးကိုက brand new parking ကိုဝယ်ချင်တာလားဒါမှမဟုတ် original code second ကိုဝယ်ချင်တာလားကိုကဘာအတွက်သုံးပါလဲဥပမာ game ဆော့ဖို့အတွက်လားဒါမှမဟုတ်ကင်မရာကောင်းတာလေးလိုက်ရှာပြီးတပုတ်လေးရိုက်မယ် vlog တွေရိုက်ချင်တာလားဒါမှမဟုတ်ကိုကတာမန်ရိုးရိုးဖုန်းပြော line သုံးလုံးနဲ့အဆင်ပြေတဲ့လူလားဒါတွေကိုတော့တေချာလေးသိထားသင့်ပါတယ်ဒါဆိုစဉ်းစားမယ့်အချက်၃ချက်ကိုကျွန်တော်ပြောပြပေးပါမယ်နံပါတ်1ကိုကဘာအတွက်သုံးပါလဲဥပမာ game ဆော့ချင်တာလားဒါမှမဟုတ်ကင်မရာကောင်းတာကိုရှာနေရလားဒါကိုတော့အိမ်ကနေတခါတည်းစဉ်းစားသွားဖို့တော့လိုပါတယ်နံပါတ်2 global နဲ့ stable ဆိုပြီးဖုန်းတွေရှိမယ်ထဲကကိုက notification နောက်မကြချင်ဘူးဆိုရင် global ကိုရွေးပါဘာလို့လဲဆိုတချို့ stable ဖုန်းတွေဥပမာ Redmi Xiaomi တော်တော်များများအခုချိန်ကြီးကျွန်တော်တို့ Viber မြင်ပြီးတော့စာပို့လိုက်အဲ့လိုနောက်ကျတာမျိုးတွေပါရှိရပေါ့နော်ဒါပေမဲ့ global နဲ့ stable နှစ်ခုလုံးကအားနည်းချက်အားသာချက်ကိုစီရှိတာမလို့နောက်ဗီဒီယိုမှာတေချာလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်နံပါတ်3 RAM များအခုချိန်ဒီလူတော်တော်များများက RAM များနေဖုန်းကောင်းနေဆိုပြီးတော့စဉ်းစားနေတာမျိုးရှိပါတယ်ဒါပေမဲ့အဲ့ဒါကြီးကလုံးဝအမှားကြီးပါ RAM များတိုင်းဖုန်းကောင်းတာမျိုးမဟုတ်ပါဘူးအဲ့တော့ဖုန်းကောင်းကိုသုံးချင်တယ်ဆိုရင်ဒီဖုန်းမှာပါတဲ့ SoC ကောင်းတာလေးဝယ်ပါနောက်တစ်ချက်ကမေးမြန်းရမယ့်အချက်ပေါ့နော်ပထမဦးဆုံးချက်ကတော့ဘာမေးရမလဲဆိုရင်ဆိုင်ရောက်ပြီးဖုန်းဝယ်ပြီးဆိုတာနဲ့ကိုဝယ်မဲ့ဖုန်းကဘလောက်အာမခံပါလဲဘာတွေအာမခံပါလဲဒါတော့တေချာပေါက်မေးပြရပါမယ်နံပါတ်2ကကျတော့ကိုဝယ်သွားတဲ့ဖုန်းကအိမ်ရောက်တော့မှစပိုင်းဆိုင်ရာerror လေးတစ်ခုခုဖြစ်လို့ဆိုင်အောင်ပြန်လာမယ်ဆိုရင်ကိုဘယ်လိုဝန်ဆောင်မှုပေးမှာလဲဒါကိုလည်းမေးသင့်ပါတယ်နံပါတ်3ကိုဝယ်တဲ့ဖုန်းဆိုင်ဘယ်ချိန်ပိတ်လဲဘယ်ချိန်ဖွင့်လဲအစားမေးသွားတာပို့အဆင်ပြေပါလိမ့်မယ်ကျွန်တော်တို့ Realme Mobile မှာဝယ်ယူဖို့သူ customer တိုင်းအဆင်ပြေမပြေကိုကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာရေးပေးခဲ့လို့ရပါတယ်ကျွန်တော်ကတော့ Realme ရဲ့ခန့်ညာမဲဖြစ်ပါတယ်